ဆိုတော့ကျွန်တော်တို့အားလုံးအတူတူကဖယားသခင်နဲ့တွေးတော်အဖြစ်ရွေးဝယ်တဲ့တင်းတော်ကိုကျွန်တော်မချီးမွမ်းခင်လေးမှာဒီနေ့နှုတ်ကပတ်တော်အနေနဲ့ခွန်အားယူခြင်းနဲ့ပြန်လည်ရဲ့ဝိညာဉ်ခြင်းပါအခုကနော်ကျွန်တော်နှုတ်ကပတ်တော်ခွန်အားယူခြင်းပါကျွန်တော်တို့ချမ်းမသွားခင်မှာအနေနဲ့မေကိုကျွန်တော်မေးခြင်းတယ်အဲ့ဒီမေကိုဖြီတော်ဖြီနိုင်တော်သူများကျွန်တော်တို့ဖြီပါနော်ဒီနေ့ဖြီပါဖြီနိုင်တော်သူများအုံတို့ခေါ်ဆိုကျွေးစတဲ့နော်ကျွေးစတဲ့စားကြစတဲ့ပေါ့နော်တောက်ကြစတဲ့ကဲကဘာပေါ်မှာဒီစကြဝဠာတစ်ခုလုံးမှာအကြီးမြတ်ဆုံးသောအရာကပါလေဘယ်သူလဲဖယားမှလွဲလို့ဒီစကြဝဠာတစ်ခုလုံးမှာအကြီးမြတ်ဆုံးသောသူကဲဒီဘက်ကပြောကြည့်ပါအကြီးမြတ်ဆုံးသောအရာအကြီးမြတ်ဆုံးသောသူအသင်းတော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဒီဘက်ကျမ်းကဒီစကြဝဠာတစ်ခုလုံးထဲမှာအကြီးမြတ်ဆုံးသောအရာအကြီးမြတ်ဆုံးသောသူဒီဘက်ကတော့အသင်းတော်လို့ပြောတယ်ဒီဘက်ကချိန်ပေးခြင်းပါသေးတယ်1 5 4 3နဲ့တဲ့ကျေးဇူးတင်ပါတယ်ဒီနေ့အားလုံးကပြောကြမှာပဲကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးသောသူကတင်းတော်စကြဝဠာတစ်ခုလုံးမှာအကြီးမြတ်ဆုံးကဖယားပြီးရင်အသင်းတော်ဆိုတော့ဒီနေ့အနေငယ်ဆက်လက်ပြီးမှပေါ်ပြကြမှာတယ်အသင်းတော်လို့ပြောတဲ့အခါမှာကျွန်တော်အများနဲ့မြင်သလားအသင်းနဲ့မြင်သလားဘလူရန်နာနဲ့ကျွန်တော်မြင်သလား singular နာနဲ့ကျွန်တော်မြင်သလားဒါကအရေးကြီးပါတယ်ဒါကြောင့်ပို့ပြီးမှကျွန်တော်ဂရုစိုက်ပြီးကျွန်တော်တို့ရဲ့ဉာဏ်မျက်စိကိုဖေးလျက်ဆက်လက်ပြီးကြည့်နေဆိုရင်အသင်းတော်ဆိုတာကဘာလို့လဲအကြီးမြတ်ဆုံးသောအရာကဘာလဲဆိုရင်ဘာလို့လဲဆိုရင်တင်မယ်ကျွန်တော်ပဲကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးသောသူကကျွန်တော်ပဲတင်မယ်လက်ခံနိုင်တော်သူရှင်အာမင်ထုံးအကြောင်းသိပြီးမှအာမင်ထုံးအကြောင်းမသိဘဲအာမင်ထုံးရင်တလွဲဖြစ်သွားအောင်အာမင်ထုံးသူများဘုရားသခင်ဆက်လက်ကောင်းချီးပေးပါစေဘုရားသခင်အလင်းဖွင့်ပေးပါစေကဲဒီထဲမှာဘုရားသခင်ကဘာပြောလဲဆိုရင်အကြီးမြတ်ဆုံးသောသူကဘယ်သူလို့နော်ဒီနေ့ကျွန်တော်တစ်ချက်လေးဖော်ပြကြည့်အောင်ကမ္ဘာပေါ်မှာကျွန်တော်တို့ပြီးခဲ့တဲ့လမှာအာဂါသရှင်မှာကြပောင်းများစွာနေခဲ့ပြီးမှမြို့သမီးတယောက်မြေပြင်ကိုရောက်လာတဲ့အခါမှာချက်ချင်းဘာလုပ်လဲမှတ်မိလဲလို့တွေ့ရလို့ရှိမှာပါမြေပြင်ကိုရောက်ချင်းကိုဘာလုပ်လဲဆိုရင်ဒုထောက်ပြီးမှမြေကြီးကိုနမ်းတာဘာပြောခဲ့လဲဆိုတော့အာဂါသရှင်မှာနေပြီးမှရက်ပေါင်းများစွာနေခဲ့တာလာကဘာစကြဝဠာကိုကျွန်တော်အကုန်လုံးမြင်ခဲ့တာအဲ့ဒီစကြဝဠာတစ်ခုလုံးမှာအလှပဆုံးကဤကဘာမြေကြီးပဲအလုံးချုပ်ဆုံးကလည်းဤကဘာမြေကြီးပဲအခုအီလွန်မောက်တို့ကအင်္ဂါကြီးဂျာတပရိကျူတွားမယ်လို့စစ်ကူးရင်နေတာဖြစ်နေပြီမြေကြီးဟာတာလေအပြိုရွှင်ဆုံးဘယ်မသိရမကပြန်လဲဆင်းသက်နိုင်တာကအရင်ကျေးဇူးတင်နေဆိုပြီးသူဆင်းတဲ့နေရာမြေကြီးကိုဖက်ပြီးမှနားနေတာဒါကြောင့်စကြဝဠာတစ်ခုလုံးထဲမှာနေခြင်းစရာအကောင်းဆုံးနေရာကတော့ဤကဘာမြေကြီးဖြစ်တယ်ဤကဘာမြေကြီးမှာသင်နေထိုင်နိုင်တာကျေးဇူးတော်ချီးမွမ်းငါအရှိအောင်မနေတာချီးမွမ်းငရဲမှာမနေတာချီးမွမ်းလက်ဟာပြမှာမနေတာချီးမွမ်းဒီကနေ့မြေကြီးပေါ်မှာနေနိုင်တာကသင်နေအရေးကြီးသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အရေးကြီးသောနေရာတန်ဖိုးရှိတဲ့ဒီကဘာမှာနေထိုင်နိုင်ခြင်းဖြစ်ပါတယ်ကဲဒုတိယကဘာမြေကြီးမှာကြီးလိုက်တဲ့ခါမှာလေတရဝါတွေရှိတယ်ပြီးတော့ကျွန်တော်တို့မလှုပ်ရှားနိုင်တဲ့တစ်ပင်ပန်းပင်တွေရှိတယ်ဘယ်ဟာကပို့ပြီးမှကြီးနေတော့တက်မဲ့နဲ့တက်ရှိနေကဘယ်ဟာပို့ကြီးနေတော့တက်ရှိ
အဲဒီပိုကြီးမြတ်တဲ့သက်ရှိတွေထဲမှာသင်လည်းသက်ရှိတော်ဖြစ်တယ်ကျွန်တော်လည်းသက်ရှိတော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းပါကဲသက်ရှိတော်တွေထဲမှာပြင်လေတွားပြီးမှတွားတဲ့တော်ရှိတယ်မတ်တရပြီးမှတွားတဲ့လူတွေရှိတယ်ဒါဆိုရင်လေးပဲနဲ့တွားတဲ့တော်တွေလားကျွန်တော်တို့ကမတ်တရပြီးတွားတဲ့တော်တွေလားမတ်တရပြီးတွားနိုင်တဲ့တော်တွေတက်လဲတက်လို့ရတယ်ထိုင်လဲထိုင်လို့ရတယ်ကျွန်တော်တို့ရှင်းလဲရှင်းလို့ရတဲ့တော်တွေဖြစ်ရတာเนาะဒီကနေ့ကျွန်တော်တို့အတွက်သိကျေးဇူးတော်ချီးမွမ်းစရာကောင်းပါတယ်ကဲဟုတ်ပြီကျွန်တော်တို့ကြည့်အောင်ဘုရားသခင်ကကဘာမြေကြီးစကြဝဠာတစ်ခုလုံးဖန်ဆင်းတဲ့အခါမှာနောက်ဆုံးပိတ်ဖန်ဆင်းထားတာကလူတော်ဝါဒါကြောင့်အခုခက်မှာကျွန်တော်ကြည့်လိုက်နောက်ဆုံးပေါ်ကအရေးကြီးဆုံးပဲတန်ဖိုးရှိဆုံးပဲเนาะကျွန်တော်တို့ပစ္စည်းကြီးကောင်းမကောင်းကတော့ထားလိုက်အောင်နောက်ဆုံးပေါ်ဆိုတာကအားလုံးရဲ့เนาะစိတ်နှလုံးသားထဲမှာအကျဉ်းနဲ့ဆုံးသောအရာတွေဖြစ်တယ်အဲ့ဒီပိုင်ဆိုင်သောသူတွေကလည်းတကယ်ကျင့်တတ်ကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်15နှစ်လောက်ကတော့เนาะအသင်းတော်မှာလည်းပြောကြတာပဲကိုချစ်ဆိုရင်တော့ပါအကျိတ်ဆုံးတော့ iPhone အခုရပြီလားဆိုတော့ iPhone တော့ရပြီပေါ့နော် iPhone my phone ဘာဖုန်းဖြစ်เนาะဒီနေ့သူ့ရဲ့ grade ရှိတဲ့ကမှနောက်ဆုံးအရင်ကျင့်တတ်ပါပဲဒါပေမဲ့ဘုရားသခင်ဖန်ဆင်းတဲ့မြအားလုံးထဲမှာနောက်ဆုံးပဲဖန်ဆင်းတာကလူသားတော်ဖြစ်ပါတယ်ဆိုလူသားတော်ဒီဘုရားသခင်ကဘယ်လောက်ကောင်းချီးပေးတယ်တော့ကဘာမိုးမဲ့စကြောင်လားတစ်ခုလုံးအုပ်ဆိုးပိုင်နဲ့ပြေးတာတဲ့ဆိုလူသားတော်ထဲမှာလည်းနောက်ဆုံးဘုရားသခင်ဖန်ဆင်းတာကလူယောက်ျားလားလူမိန်းမလားလူမိန်းမဒါကြောင့်ယောက်ျားတဲ့မိန်းမကကြည့်လိုက်တဲ့အခါမှာကဘာပြောယောက်ျားဘလောက်ပဲလှဘလောက်ပဲခန့်နောက်ပြန်လဲပြီးကြည့်တာတဲ့မိန်းကလေးဆိုရင်တော့ပုံပြီးမှကြည့်ကြပါတယ်နောက်ဆုံးတော့ဘုရားသခင်ကဖန်ဆင်းတာတယ်ဒါဆိုမိန်းကလေးနောက်မှာဘုရားသခင်ဖန်ဆင်းတာပါရှိသေးတယ်ကဘာပေါ်မှာဘုရားသခင်ဖန်ဆင်းတဲ့လက်ရာထဲမှာမိန်းမပြီးရင်နောက်ဆုံးဘုရားသခင်ဖန်ဆင်းတဲ့အရာပါရှိတော့ရှိသေးလားမိန်းမပြီးရင်ပါဖန်ဆင်းတယ်မိန်းမပြီးရင်ဘုရားသခင်ဖန်ဆင်းတဲ့အရာရှိတယ်ဘာလဲဆိုရင်တော့အသစ်တော်သတ္တဝါ new life new born လူမည်ဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောသတ္တဝါဖြစ်သည်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်ဖြစ်ကြ၏ဂလာတိဩဝါဒစာခန်းကြီး6အပိုင်းငယ်18ထဲမှာကြည့်အရေးပြားခြင်းခန္ဓာမခန္ဓာရေးမကြည့်ဘူးအရေးကြီးဆုံးကပါသတ္တဝါအသစ်ဖြစ်ခြင်းသာအရေးကြီးဆုံးဆိုတော့နောက်ဆုံးဘုရားသခင်ဖန်ဆင်းထားတာကဘုရားသားသမီးတွေဖြစ်တယ်ဘုရားသားသမီးတွေဖြစ်တယ်ဒါကနောက်ဆုံးဘုရားဖန်ဆင်းထားတဲ့လူသစ်ဘုရားသခင်ဖန်ဆင်းထားတဲ့လူသစ်အဲ့ဒီလူသစ်ရဲ့နောက်မှာဘုရားသခင်ကဘာဖန်ဆင်းထားသေးလဲဒီနေ့ကျွန်တော်တို့ရဲ့ဉာဏ်မျက်စိကိုနည်းနည်းတော့ကျွန်တော်ဖွင့်ပြီးမှကြည့်အောင်ကျွန်တော်ခေါင်းကိုနည်းနည်းထောင်မှကြည့်အောင်နောက်ဆုံးဘုရားသခင်ဖန်ဆင်းထားတာအခုဆိုရင်တရားတော်ခရစ်တော်၌ပြောင်းလဲသောသက်တာ၌သက်ရှင်တော်သူကဘုရားနောက်ဆုံးဖန်ဆင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတော့သူတို့နောက်ပိုင်းမှာဘုရားဖန်ဆင်းထားတယ်ဘာရှိသေးလဲသူတို့ရဲ့နောက်မှာဘုရားသခင်ဖန်ဆင်းထားတဲ့အရာကတိတ်တမှုရှိတဲ့အရာပါအဲ့ဒါကပါလေဆိုရင်အသင်းတော်တမောရှိတဲ့ယုံကြည်သူတယောက်တမောရှိတဲ့ယုံကြည်သူတယောက်ပူပေါင်းလိုက်တဲ့အရာကဘုရားရဲ့အသင်းတော်ဒါကြောင့်အသင်းတော်ဟာဘုရားသခင်ကအကြီးမြတ်ဆုံးသောအရာနဲ့ဘုရားသခင်ကတန်ဖိုးထားပြီးမှကျွန်တော်တို့ကိုဟောပြခြင်းဖြစ်တယ်ဒါကြောင့်ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးအကြီးမြတ်ဆုံးသောအရာဆိုတာကအသင်းတော်ဖြစ်ပါတယ်အဲ့ဒီအသင်းတော်မှာသင်ပါတယ်ကျွန်တော်ပါတယ်ဒါကဘုရားသခင်နဲ့နေသောအရာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်နဲ့အကြီးမြတ်ဆုံးသောအသင်းတော်လို့ပြောတဲ့အခါမှာနော်ကျွန်တော်တို့ကျမတို့ဖြစ်ပါတယ်ခရစ်တော်ရဲ့အသင်းတော်ကယုံကြည်သူများစုပေါင်းဖွဲ့စည်းတဲ့နေထိုင်တဲ့နေရာကအသင်းတော်ဖြစ်ပါတယ်နံပါတ်1ကျွန်တော်ဆက်လက်ပြီးတွေ့ရအောင်ဒီလောကကြီးကျွန်တော်အားလုံးမြင်သည့်တိုင်လောကကြီးကသင်္ကာရတရားတွေတနေ့အကုန်လုံးပျောက်ကွယ်ပျက်စီးရမယ့်အရာတွေဖြစ်တယ်သို့တော်လည်းဘုရားရဲ့အသင်းတော်ကဘယ်တော့မှမပျက်စီးဘူးဒါကဒီကနေ့ဘုရားချစ်တဲ့ကြီးကိုမောင်နှမများကျွန်တော်တို့ရဲ့မျက်စိနဲ့သိရမယ့်အရာနားလည်ရမယ့်အရာအခုခက်အဆက်ဆက်ကဘာမှာ empire တွေအများကြီးဖြစ်ပေါ်လာခဲ့တာ
Nebuchadnezzar Empire ရှိတယ်ပြတ်သွားတယ်နောက် Persia Empire လာတယ်ပြတ်သွားတယ် Great Empire လာတယ်ပြတ်သွားတယ် Roman Empire လာတယ်ပြတ်သွားတယ်နောက် England Empire လာတယ်အဲ့လိုကမ္ဘာပေါ်မှာเนาะကျွန်တော်ပြင်သစ် Empire တွေလည်းလာတာပဲအကုန်လုံးပြည့်စည်သွားခဲ့တာဒါပေမဲ့ကမ္ဘာကုန်တည်တဲ့အောင်ကမ္ဘာကြီးမှာ Empire ကရော့မသွားပဲတာရွေ့ကြီးတဲ့ Empire တခုရှိတယ်အဲ့ဒီ Empire ကခရစ်တော်အုပ်စိုးသော Empire ဖြစ်ပါတယ်ဒီနေ့နေဗုခဒ်နေဇာမင်းကြီးရဲ့ခေါင်းရွှေနဲ့မွမ်းမံထားတဲ့ရုပ်တုကြီးကိုမြင်တွေ့တဲ့အခါမှာအယံအောင်ကြည်ရင်နဲ့အဲ့ဒီရုပ်တုကြီးကပြိုကျသွားတဲ့အခါမှာစိတ်အမွှားမှာဘလုံးဖြစ်သွားခဲ့တာဘာကြောင့်လဲဆိုတော့ရက်တဲ့နေရာမလှမ်းမကန်နဲ့ကြောက်တုံးကြီးကလိမ့်ပြီးမှအဲ့ဒီကြောက်တုံးကခြေချောင်းလေးတို့ထိလိုက်တဲ့အခါမှာရုပ်တုကြီးအကုန်လုံးပြိုကျပြီးမှကြောက်တုံးကြီးပဲကျန်ခဲ့တယ်အဲ့ဒီကြောက်တုံးကြီးကိုကြည်ရင်နဲ့ကြီးလာပြီးမှတောင်ကြီးဖြစ်သွားအဲ့ဒီတောင်ကြီးကနေဘာဖြစ်သွားလဲကဘာကြီးကိုဖြစ်သွားတာအဲ့ဒီကြောက်ကဘာလဲဆိုတော့ခရစ်တော်အုပ်စုတော် Empire ခရစ်တော်တည်ထောင်တော်အသင်းတော်ဒါကြောင့်ကဘာ Empire တွေကတည်ထောင်တဲ့ပါဝါကြီးဖြစ်လာတယ်အခုဆို American Power နော် Super Power ကိုတရုတ် Super Power အပြိုင်ဆိုင်ဖြစ်နေတယ်ဒါဒီအားလုံးအကုန်လုံးပြန်ချသွားမှာနောက်ဆုံးအနှစ်တော်အုပ်စုတော်ကာလမှာတကဘာလုံးပါဝါအကြီးဆုံးကခရစ်တော်ပါဝါပဲဖြစ်မှာ Hallelujah ဒါကြောင့်ခရစ်တော်ပါဝါဆိုတာကခရစ်တော်ရဲ့အသင်းတော်ခရစ်တော်ရဲ့ Empire ပဲဒါကြောင့်ခရစ်တော်ဖခင်ရဲ့အသွေးတော်အဖြစ်ရွေးဝယ်တဲ့အသင်းတော်ဘုရားသခင်၌ထာဝရတည်တဲ့အသင်းတော်ဖြစ်တယ်ထာဝရတည်တယ်ဆိုတဲ့နေရာမှာเนาะကျွန်တော်တို့ကြည့်ရနံပါတ်1ကကာကြီးမှာကယခုဘဝအတွက်လဲဒီအသင်းတော်ရဲ့ effect ကအဘွယ်ရဘုရားကဘုံတော်ထင်ရှားစေတာအခုလက်ရှိကျွန်တော်တို့အသင်းတော်လို့ပြောတဲ့အခါမှာကမ္ဘာမှာအသင်းတော်2မျိုးပဲရှိတယ်ပထမအသင်းတော်ကတော့ဒီကမ္ဘာလုံးနဲ့ဆိုင်ရာအသင်းတော်ဒုတိယကတော့ဒေသန္တရအသင်းနဲ့ဆိုင်တဲ့အသင်းတော်ဆိုတော့ဒီကမ္ဘာလုံးမှာရှိတဲ့ယုံကြည်သူအားလုံးခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်မိမိရဲ့အသက်သခင်အနေဖြင့်ယုံကြည်လက်ခံတော်သူများအားလုံးခရစ်တော်ရဲ့ကိုယ်ထဲမှာခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာအသင်းတော်အနေနဲ့အသင်းတော်တစ်ပါးအနေနဲ့ဘုရားကပါဝင်စေခြင်းဖြစ်တယ်ဒါက Church of Christ အဲဒီ Church of Christ မှာရှိတဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ယုံကြည်သူများဒေသန္တရအလိုက်မြို့နယ်အလိုက်လူမျိုးအလိုက်ကဏ္ဍအသေးသေးကနေကွဲပြားသွားတဲ့အခါမှာအသေးဒေသန္တရအသင်းတော်လည်းဖြစ်လာတယ်အဲ့ဒီအသင်းတော်လည်းကိုကျွန်တော်အင်္ဂလိပ်လိုက local church လို့ခေါ်ပါတယ်ဆိုတော့ဒီ local church ဖြစ်ကမ္ဘာလုံးဆိုင်ရာ universal church ပဲဖြစ်ဒါကခရစ်တော်တည်ထောင်သောအသင်းတော်ဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ရဲ့အသင်းတော်ကတကမ္ဘာလုံးနဲ့ဆိုင်မယ်တကမ္ဘာလုံးနဲ့ကျွန်တော်ရှင်းကြည့်လိုက်မယ်ဆိုရင်အခုချိန်မှာပြင်လေကမ္ဘာပေါ်မှာခရစ်ယာန်လူဦးရေကအများဆုံးဒီနေ့ကျွန်တော်အနေငယ်ပေါ်ပြခြင်းတယ်ယုံလားမယုံလားတော့မပြောတတ်ဘူးเนาะဒါပေမဲ့သတင်းတွေအချက်လက်လေးကြီးရှားပွေကြမယ်ဆိုရင်တွေ့ကြမှာပါကမ္ဘာပေါ်မှာခရစ်ယာန်လူဦးရေအများဆုံးနိုင်ငံတိုးတက်ဆုံးနိုင်ငံအခုလက်ရှိအများဆုံးတိုးတက်ဆုံးကတရုတ်နိုင်ငံကအခုလက်ရှိသူတို့လူဦးရေတန်ပေါင်း1,400ရှိတယ်တရုတ်ပြည်မှာတဲ့ခရစ်ယာန်လူဦးရေ1.5% ရှိနေပြီ1.5 မဟုတ်ကျွန်တော်10.5ဆိုတော့ဥမာ1,400ဆိုရင်သူတို့ရဲ့10% ဆိုတော့ခရစ်ယာန်ဦးရေဘယ်လောက်ရှိမလဲတန်ပေါင်း140အဲ့ဒါကျွန်တော်တို့ဒီ10.5 ကကျွန်တော်တို့ကြားနေပြီเนาะကျွန်တော်တို့ဒီထိုင်းမှာ conference တက်တုန်းကဖော်ပြတဲ့အရာဒီအတော်တွေမှာဒီလအတော်တွေမှာကျွန်တော်ကြားခဲ့တဲ့အရာက30% လောက်ရှိသွားပြီ
ကြောင့်တရုတ်ပြည်မှာခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူသားသမီးတန်ပေါင်း300ကျော်ပါပြီတန်ပေါင်း300ကျော်ပါဆိုတော့မြန်မာနိုင်ငံမှာခရစ်ယာန်လူဦးရေကကျွန်တော်ကြည့်တဲ့အခါမှာလေခုခက်ခဲသောကာလမှာပေါ့နော်ကျွန်တော်တို့ဒီကိုဗစ်ကာလမှာအခုကျွန်တော်တို့ဒီခက်ကာလမှာကြည့်လိုက်ရင်ဗုဒ္ဓဘာသာရေးအယူကြည့်လိုက်တဲ့အခါမှာခရစ်ယာန်တွေကိုအဝေမခံနဲ့ခရစ်ယာန်တွေအပေးဝင်လည်းပဲနဲ့အယုံမရှိကြနဲ့ခရစ်ယာန်တွေရဲ့လွှမ်းမိုးခြင်းခံရတော့မယ်ဆိုပြီးအချင်းချင်းဝါဒမိုင်းနေပေးနေတဲ့အချိန်လည်းအခုဖြစ်နေတယ်ဒါကြောင့်အခုမြန်မာနိုင်ငံမှာအကြောက်အရာဆုံးသောဘာသာရေးမှာမွတ်စလင်တွေရှိတယ်ခရစ်ယာန်တွေဖြစ်တယ်ဆိုခရစ်ယာန်တွေကိုကျွန်တော်တို့မတူတက်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့တနိုင်ငံလုံးနဲ့ကျွန်တော်နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာကသင်းတော်လေးအများကြီးတူပွားလာတယ်မှုတော်ဆောင်လေးလည်းတူပွားလာတယ်ကျွန်တော်တွေ့ရတယ်ဒါကြောင့်တစ်ကမ္ဘာလုံးကိုကျွန်တော်ကြည့်လိုက်ရင်တဲ့ခရစ်ယာန်လူဦးရေကRoman Catholic ပဲ RC ဖုန်ကြီးပဲ RC ပဲ member ကသူတို့ကဘာမှာတန်ပေါင်း400ကျော်ရှိတယ် Protestant ရောအချမ်းကိုင်းကနာရောကဘာပေါ်မှာခရစ်ယာန်လို့သတ်မှတ်ထားတဲ့လူတွေကကျွန်တော်တို့2.3 billion ရှိတယ်ဆိုတန်ပေါင်း2000ကျော်ရှိတာနောက်ကနေလိုက်နေတာကမွတ်စလင်ကလည်း1.8 billion ရှိတယ်အဲ့ဒီနောက်မှာဗုဒ္ဓဘာသာကလိုက်တာကမ္ဘာလုံးလူကြီးနော်ဗုဒ္ဓဘာသာလူကြီးကတန်ပေါင်း600တောင်ကျော်ဘူးဒီထက်ပူနေသွားတာကဟိန္ဒူပြီးတော့မြန်မာနိုင်ငံမှာဆိုတော့နစာတွေပေါ့ဒါကြောင့်ဘုရားသခင်ရဲ့အသင်းတော်လို့ခေါ်တဲ့အရာကမ္ဘာလုံးနဲ့စာမယ်ဆိုကမ္ဘာလုံးနဲ့ကြည့်လိုက်ရင်တော့ကမ္ဘာပေါ်မှာအကြီးဆုံးအင်အားအကြီးဆုံးတော့နော်အင်ပါယာဖြစ်ပါတယ်အသင်းတော်တလောကလည်းဒီမှာပါနော်ကျွန်တော်တို့ဗာတီကန်မှာဖုံးတော်ကြီးဘုံတော်ဝင်စားသွားတဲ့အခါမှာနောက်ထပ်အရွေးလိုက်တဲ့အခါမှာဗာတီကန်မှာကြီးဘလောက်ကြီးကျယ်ခမ်းနားစွာနဲ့သူကျူဆူကြခဲ့တော့ဒါကြောင့်ဘုရားရဲ့အသင်းတော်ဆိုတာကယခုဘဝမှာလေပဲတကယ်ထိရောက်တဲ့တကယ်ဘုံတော်ဘုရားရဲ့ဘုံတော်ထင်ရှားစွာပူဆောင်ပေးတဲ့နမိတ်လက္ခဏာနဲ့အံ့ဖွယ်သောအမှုနဲ့ပူဆောင်ပေးတဲ့အသင်းတော်ဖြစ်တယ်ဆိုတာပထမအနေနဲ့ခွန်အားယူခြင်းနဲ့ဒုတိယမှာကျွန်တော်ယခုဘဝလက်ရှိမှာသာလေကျွန်တော်ရဲ့အသက်တာကိုထိရောက်စွာကိုငြိပေးတဲ့ထိရောက်စွာပံ့ပိုးပေးတဲ့ထိရောက်စွာဘုရားရဲ့ဘုံတော်ကိုမြင်တွေ့စေတာမကဘူးတဲ့ဒီအသင်းတော်ကတဲ့ထာဝရကာလတိပူဆောင်ပေးတဲ့ဘုရားရဲ့အသင်းတော်ဖြစ်တယ်ကျွန်တော်သိပြီးရင်ဘာမှမသိတော့မဟုတ်ဘူးအခုနိဗ္ဗာန်ဆိုတာအလုံးတည်တည်တိုင်းနော်ကျွန်တော်တို့သိသွားပြီးရင်ဘယ်ရောက်မလဲဆိုတာတကယ်တမ်းမသိဘူးနိဗ္ဗာန်ဆိုတာကလည်းကျွန်တော်အင်္ဂလိပ်လိုပါပြော empty place ဘာမှမရှိတဲ့နေရာဘာမှမရှိတဲ့နေရာကိုကျွန်တော်တို့အရောက်ချင်သေးတာဆိုတော့ဘာမှမရှိတဲ့နေရာစန့်ကျင်ဘက်ကတကယ်ရှိတဲ့နေရာဒါကြောင့်တကယ်ရှိတဲ့နေရာကကျွန်တော်တို့ကြည့်လိုက်ရင်နိဗ္ဗာန်ထက်နော်ကောင်းကင်ဘုံဆိုတာကတကယ်ဘုရားသခင်ကပြင်ဆင်ပေးတဲ့ထာဝရကာလတိပူဆောင်ပေးတဲ့အရာတွေဖြစ်ပါတယ်ထာဝရကာလဆိုတာယခုဘဝရဲ့အစာပေါင်းများစွာကျင့်ဝတ်ပြီးမှရှာစီပြီးမှတကယ်အောင်ပွဲကောင်းတဲ့ချိန်ကာလကိုဖော်ပြခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ရည်တွက်လို့မရဘူးဒါဆိုအသင်းတော်ဆိုတာကယာယီမဟုတ်ဘူးထာဝရကာလတိပူဆောင်ပေးတဲ့ဘုရားရဲ့ကြည်တဲ့အကြံစီဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ပါဝင်နေတဲ့အရာတွေဒီကနေ့ကျွန်တော်လှုပ်ဆောင်နေတဲ့အရာတွေဟာယခုဘဝ၌သာဘုရားတဲ့ကောင်းချီးပေးနေတော့မဟုတ်ဘူးထာဝရကာလတဲ့ပူဆောင်ပေးတဲ့ထာဝရဘုရားသခင်ရဲ့အကြံစီဖြစ်ပါတယ်ဆိုတာနံပါတ်2အနေနဲ့နေခွန်အားရှိပါတယ်ပြီးတော့နံပါတ်3မှာကဒီနေ့ဘုရားချစ်တဲ့သားသမီးများခရစ်တော်အသွေးတော်အဖြစ်ရွေးဝဲပြီးငါကဘုရားရဲ့သားသမီးဖြစ်တယ်လို့ဘုရားသခင်ကိုအကျွမ်းမဲ့ယုံကြည်လက်ခံတော်သူများမိမိအချိန်ကာလမှာကျွန်တော်ဘာလုပ်အောင်မလဲဘုရားရဲ့အသင်းတော်ကိုတိဆောက်ပါဘုရားရဲ့အသင်းတော်ကိုတိဆောက်ဒီနေ့လောကမှာအသင်းတော်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့တုံ့ပြန်ချက်ရင်ဆိုင်မှုမှာ2မျိုးပဲရှိတယ်အသင်းတော်ကိုကျွန်တော်စန့်ကျင်ဘက်နေမလားဒါမှမဟုတ်အသင်းတော်ကိုကျွန်တော်တို့ပေါင်းပြီးမှအသင်းတော်နဲ့အတူရက်တည်ပြီးမှအသင်းတော်ကိုတိဆောက်သွားမလားဘ
ဖျားတဲ့ကအသွေးတော်အပြင်ရွေးဝယ်တဲ့အသိတော်ကိုကျွန်တော်စန့်ကျင်ပဲလုပ်လိုက်ဘယ်သူနာမလဲကိုပဲနာမကြောက်ဆိုတာကခရစ်တော်ပဲဒါကြောင့်ခရစ်တော်ကပြောခဲ့လဲကြောက်ကိုနဲ့ကန်လိုက်ရင်ဘယ်သူနာမလဲကိုပဲနာမဒါဆိုရင်ကြောက်ကနင့်ကိုဖြိလိုက်ရင်ဘယ်သူနာမလဲကိုပဲနာမဒါကြောင့်ကျွန်တော်တို့ဖျားရဲ့အသိတော်အသွေးတော်အပြင်ရွေးဝယ်တဲ့ဖျားရဲ့အသိတော်ကိုတော့ကျွန်တော်စန့်ကျင်လို့မရဘူးမစန့်ကျင်လို့မရစန့်ကျင်ရင်ကိုပဲနာမှာအသိတော်ကွဲပြားအောင်လုပ်မယ်ဆိုရင်ကိုပဲနာမှာဖျားသခင်ဘယ်တော့မှမနာဘူးဖျားသခင်ကအသိတော်တိုးပွားလဲယုံကြည်သူတိုးပွားလဲဖျားကြိုက်လဲပဲဒါပေမဲ့ကျွန်တော်ဇာတိနဲ့ကွဲပြားအောင်လုပ်နေပဲဆိုရင်ဒါကတင်းကွဲခြင်းဖြစ်သွားတဲ့အခါဖျားမကြိုက်ဘူးဥမာမောရှိအယာဘယာဖျားသခင်အမှုတော်မှာပါဝင်နေကြမှာကိုရာတို့အဖွဲ့ကဟာနင်တယောက်တည်းလုံနိုင်တာလားနော်မောရှိဘောမချင်ဘူးမချင်တဲ့အခါမှာဘာလုပ်တော့မောရှိလုတ်တကယ်တော့ငါတို့လုံနိုင်တာပဲငါတို့လူငယ်လေးတွေမောရှိအသက်ကြီးပြီလုံမယ်တကယ်တမ်းလုတ်တဲ့အခါမှာဘယ်သူနာသွားမောရှိမနာဘူးဘောရနဲ့အဖွဲ့ဖျားသခင်ကကြီးနေပြီးမှမေမျိုးပြီးမှအဖွဲ့တွေအားလုံးကြီးမြေထဲမှာအခုကြုံဝင်ခဲ့တာအဖွဲ့သားတွေအများကြီးပဲလာသေးတယ်ဘုရားကိုးကွယ်မယ်ဆိုပြီးမှချီးမွမ်းနေသေးတယ်မောရှိမပိုင်လဲရတယ်ငါတို့ချီးမွမ်းကိုးကွယ်မယ်ဘုရားသခင်ကဘာလို့သူတို့ချီးမွမ်းတဲ့လင်ပန်းနဲ့ပကန်းနဲ့အဲ့ဒီအပေါ်မှာဘုရားကမီးလောင်စေပြီးမှအကုန်လုံးဘုရားသခင်ကသိစေခဲ့တာဒါကြောင့်ဒီနေ့ကျမတို့ကအသွေးတော်အဖြစ်ရွေးဝယ်တဲ့ဘုရားတန်ဖိုးရှိတဲ့အသင်းတော်ကိုကျွန်တော်တို့ကမဆန့်ကျင်မိဘူးတည်ကြည့်ပါတယ်ဒီမှာတစ်ချက်လဲကြမ်းပိုက်ကျွန်တော်တို့ဖတ်ကြည့်အောင်တစ်ချက်လဲကျွန်တော်တို့ဖတ်ကြည့်အောင်ကိုရိန္သုဩဝါဒစာဒုတိယစာကအခန်းကြီး73မှာเนาะတစ်ချက်လဲအနေငယ်ဆက်လက်ပြီးတိုင်ပေးပါမယ်နောက်ကနေလဲဆိုပေးပါကိုရိန္သုဩဝါဒစာပထမဒုတိယစာဆောင်အခန်းကြီး73အပိုင်ငယ်8မှာငါတို့သည်တမန်တရားကိုစီတာခြင်းကအလှဲမတတ်နိုင်ကြကဲဘယ်သူကိုစီတာခြင်းတမန်တရားခရစ်တော်ကိုကျွန်တော်တို့တမန်တရားပဲတမန်တရားကခရစ်တော်ပဲခရစ်တော်ကကြောက်ပဲကြောက်ကခရစ်တော်ပဲကြောက်ကလည်းတမန်တရားပဲဒါကြောင့်တမန်တရားအသင်းတော်ကိုကျွန်တော်တို့ဆန့်ကျင်လို့မရဘူးဒါကြောင့်အသင်းတော်ကိုထိလိုက်တာနဲ့တကယ်နာတာကဘယ်သူနာလဲဆိုရင်ခရစ်တော်နာတာဒါကြောင့်ရှောလုကိုခရိယန်ယုံကြည်သူများနှင်းစေသူအလူငါတမျိုးပြီးတမျိုးတူသွားတယ်တွားရင်နဲ့ဒမတ်စကတ်နော်အခုဆီးရီးယားနိုင်ငံရဲ့မြို့အိုးမှာရောက်လာတဲ့အခါမှာဘုရားသခင်ကချက်ချင်းသူ့ကိုအလင်းနဲ့ထိုးပြီးမှမြေပေါ်မှာလဲသွားတယ်အတန်ကြားလိုက်တယ်ဘာတန်ကြားရှောလုငါ့ကိုဘာကြောင့်နှင်းစေတာလဲဟာအဲ့ဒီကမှာရှောလုကကိုရောကဘယ်သူမဟုတ်လို့ကျွန်တော်နှင်းစေရမှာတော့နင်မသိသေးဘူးလားနင်ငယ်စေတော့သူဟာကျွန်တော်ဖြစ်တယ်ဒါဆိုရင်ရှောလုနှင်းစေတာကခရစ်တော်လားဒီတိုင်းပဲကြည့်လိုက်တော့ခရစ်တော်အကောင်အထည်မပေါ်ဘူးပေါ့ဒါပေမဲ့ခရစ်တော်ရဲ့ခံစားချက်ကပေါ်ပြတယ်နင်ယုံကြည်သူများကိုနှင်းစေခြင်းကငါ့ကိုနှင်းစေခြင်းပဲနင်အသင်းတော်ကိုဆန့်ကျင်ခြင်းကငါ့ကိုဆန့်ကျင်ခြင်းပဲနင်ယုံကြည်သူများကိုဖန်ဆီးခြင်းကငါ့ကိုဖန်ဆီးခြင်းပဲဒါကြောင့်ဒီနေ့ဘုရားချစ်တဲ့ညီကိုမောင်နှမများဘုရားသခင်ခွဲကမှတ်သားထားတဲ့မြို့တိုင်းမှာမြို့နယ်တိုင်းမှာရက်ွက်တိုင်းမှာဘုရားသခင်ကသူ့အသင်းတော်လေးတွေသူထားပါတယ်သူ့အသင်းတော်လေးတွေထားတယ်ဒီအသင်းတော်လေးတွေကိုကျွန်တော်တို့ကစန့်ကျင်လို့မရဘူးဒါဆိုရင်စန့်ကျင်လို့မရကျွန်တော်ဘာလုပ်ရမလဲအသင်းတော်ဘက်မှာပါပြီးမှတိဆောက်ခြင်းပဲကျွန်တော်တတ်နေတာရှိအသင်းတော်ကိုကျွန်တော်တို့ကအင်တအားတဲ့ပေါဝင်ပြီးမှအလူတော်တဲ့အိမ်ကိုကျွန်တော်တိဆောက်နိုင်မှုပဲဒီမှာပဲကျွန်တော်တတ်နိုင်တာဒါကြောင့်ခုနရှင်ပေါလုကကျွန်တော်တို့သူပြောတဲ့စကားပဲလေနော်ကိုရိန္သုဩဝါဒစာထဲမှာလည်းပဲတမန်တရားကိုတားဆီးလို့မရဘူးနင်တို့တမန်တရားကိုတားနိုင်မယ်ဆိုရင်ငါလူပဲနင်တို့တကယ်နောင်တရမှာတိဒုက္ခရောက်မှာငါလက်တွေ့ခံစားပြီးဖခင်ကလည်းပေါ်ပြပြီဒါကြောင့်နင်တို့တမန်တရားဘက်မှာပဲနေပြီးမှသာဆက်လက်ပြီးတိဆောက်ကြပါလို့ဘုရားကနော်ရှင်ပေါလုပေါ်ပြတော့အရာကိုဒီကနေ့ဘုရားကကျွန်တော်တို့ကို
တွန်တင်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးမှနံပါတ်၄ဒါဆိုအသင်းတော်ကိုကျွန်တော်တို့ဘယ်လိုတိဆောက်ကြမှာတော့စံကျင်ဘက်ကျွန်တော်တို့မလုံနိုင်ဘူးဆိုတော့အသင်းတော်ဘက်မှာပဲကျွန်တော်နေရမှာဒါဆိုအသင်းတော်ဘက်မှာနေတဲ့အခါမှာကျွန်တော်ဘယ်လိုနေရမလဲဆလံ92ကိုတစ်ချက်လဲကျွန်တော်တို့ဖတ်ရအောင်ဆလံ92ကျွန်တော်တို့အသင်းတော်မှာပါဝင်တဲ့အခါမှာအသင်းတော်မှာကျွန်တော်တို့ဘယ်နှစ်နှစ်ပါဝင်ခဲ့ပြီးပြီလဲဒါကအရေးမကြီးဘူးနော်အသင်းတော်မှာကျွန်တော်ဘယ်နှစ်ရှိပြီဘာလုပ်ပြီလဲဒါကအရေးမကြီးဘူးအရေးမကြီးတာတော့မဟုတ်ပဲအရေးကြီးပါတယ်တူတော်လဲဒီထက်အရေးကြီးတယ်ရှိပါတယ်ကျွန်တော်တိုင်ပေးမယ်နောက်ကနေလက်စုပေးကြပါဆာလံ92အပိုင်ငယ်73ထာဝရဘုရား၏အိမ်တော်၌စိုက်ပျူသောသူတို့သည်ကဲဒါဆိုရင်ဘုရားသခင်ကဘယ်မှာစိုက်ပျူခိုင်းလဲအိမ်တော်မှာဘုရားရဲ့အသင်းတော်မှာစိုက်ပျူတယ်ဘုရားရဲ့အသင်းတော်မှာစိုက်ပျူတယ်ဆိုတာကယဉ်ညီမြုပ်နိုင်တာနော်အသင်းတော်မှာပါဝင်တာစက္ကန့်ကြာပြီးတော့ကျွန်တော်အသင်းတော်မှာစိုက်ပျူတယ်ဆိုကြတဲ့ကနေစိုက်ပျူရည်နည်းရမှာအလုံးသိပြီးသားမြေကြီးအောက်မှာကျွန်တော်မြူးဆက်ကျဲလိုက်မယ်ဆိုရင်မှောင်နေတာဘာမှမရမသေးကြဘူးဒီလူမျိုးလေအသင်းတော်မှာပါဝင်တဲ့အခါမှာခံစားကောင်းခံစားပါလိမ့်မယ်ငါဒီအသင်းတော်မှာပါဝင်တာဘာအကျိုးများမှမရှိပါလားဘာတိုးတက်မှုမှမရှိပါလားထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကမြင်နေတာဘုရားသခင်ကသိနေတာကျွန်တော်တို့ဘက်ကနေပြင်ဆင်နေတဲ့အရာမရောက်တဲ့အခါမှာငါအသင်းတော်မှာပါဝင်တာအတိတ်ပဲမရှိဘူးထင်တယ်ငါအသင်းတော်မှာပါဝင်တာအကျိုးမရှိဘူးထင်တယ်လို့နော်ကျွန်တော်တို့ကကိုယ့်ဝေထင်မြင်ချက်ကြောင့်အသင်းတော်တခါတလေကျွန်တော်စိတ်နာတတ်တယ်အသင်းတော်အပေါ်မှာကျွန်တော်တို့စိတ်ကောက်တတ်တယ်အသင်းတော်အပေါ်မှာစိတ်မချမ်းမသာကျွန်တော်တို့ဖြစ်တတ်တယ်ဘယ်လိုပဲအသင်းတော်ဖြစ်နေဘုရားသခင်ကပြောပြီးသားကျွန်တော်တို့ကတမန်တရားကိုစန့်ကျင်ပြီးမှနေလို့မရဘူးတဲ့တမန်တရားဖက်မှာပဲကျွန်တော်နေရဒါဆိုရင်အသင်းတော်ပေါ်မှာကျွန်တော်တို့စိုက်ပြီးတယ်ဆိုတဲ့နေရာမှာဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်စိုက်ပြီးရမှာတော့ဒီနေ့ဒါတည်းအရေးကြီးပါတယ်အသင်းတော်မှာစိုက်ပြီးတယ်ဆိုကြတဲ့ကနေယုံကြည်ခြင်းအပြည့်ကျွန်တော်တို့ရဲ့မျိုးစေ့ကိုကျဲရပါမယ်အသင်းတော်အပေါ်မှာကိုယ့်ရဲ့ဘဝအသက်တာကိုစက္ကအနိုင်ရပါအသင်းတော်အပေါ်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတော့ trust ကကျွန်တော်ရှိနေရပါအသွေးတော်အပြည့်ရွေးဝယ်တဲ့ဘုရားရဲ့အသင်းတော်ကိုကျွန်တော်တို့တက်တံပါတမိုးထားပြီးမှဘုရားသခင်အသွေးတော်အပြည့်ရွေးဝယ်တဲ့အသင်းတော်ပါလားဆိုတာကိုကျွန်တော်ဂဂနနနှလုံးသားတွေကနေသိတာဆိုကျွန်တော်တို့တမိုးထားတတ်ရပါမယ်လူတွေကိုကြည့်ပြီးမှ building တွေကိုကြည့်ပြီးမှ budget တွေကိုကြည့်ပြီးမှအခြေအနေကိုကြည့်ပြီးမှအသင်းတော်အပေါ်စိတ်ပြတ်တော်သူများမဟုတ်ဘူးခဏဘုရားသခင်ရဲ့ဂတိတော်အပေါ်မှာတည်တဲ့ကျွန်တော်ရဲ့စက္ကန့်ချင်းလားဒီနေ့ဘုရားတွင်တင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသင်းတော်၌နေရပေမဲ့နှိပေမဲ့စက္ကန့်ချင်းပါဝင်ခြင်းမရှိဘူးဆိုရင်ကျွန်တော်အသက်တာကအတိတ်ပဲမပြည့်စုံနိုင်ဘူး။ဘုရားကျွန်တော်တို့အဲ့ဒီကြီးတဲ့အခါမှာသူကရစ်ပရိုက်ပဲဘုရားရဲ့လူပဲဘုရားเจ้าမှာပဲနေတယ်။သူ့သားနှစ်ယောက်ဘုရားเจ้าမှာပဲနေတယ်။ဘုရားနဲ့ပဲသူ့အဖေနဲ့ပဲနေကြတာ။ဒါပေမဲ့အေလိရဲ့သားနှစ်ယောက်ကတေခြင်းစုနဲ့တေခဲ့ရတာ။ဘုရားသခင်အမျက်ထွက်ပြီးမှတေခဲ့တာ။သူတို့သေတာမကဘူး။သူတို့ဇနီးတွေလည်းသေသွားခဲ့တာသူတို့ဖခင်လည်းဇက်ကြောဘယ်လိုပြောမလဲဇက်ကြောပြီးမှသေသွားခဲ့တာဘာကြောင့်ဖခင်เจ้า၌ရှိပေမဲ့သူတို့နှလုံးကဖခင်เจ้าမှာမရှိဘူးဖခင်เจ้าမှာသူတို့ယဉ်ကျေးမြုပ်နှံမှုမရှိခဲ့ဘူးဒါကြောင့်ကျွန်တော်တို့ဖခင်เจ้าမှာယဉ်ကျေးမြုပ်နှံမှုတည်တယ်တူတော်လဲကိုယ့်ရဲ့နှလုံးကဟိုးအဝေးမှာပဲနေတယ်ကိုယ့်ရဲ့နှလုံးကအခြားနေရာမှာနေပြီဆိုရင်ဒီကနေ့ဘုရားသခင်ရဲ့အသင်းတော်တန်ဖိုးဘုရားသခင်ရဲ့အသင်းတော်ရဲ့အနှစ်သာရယခုဘဝမှာလည်းကျွန်တော်မခံစားနိုင်ဘူးနောင်ဘဝမှာလည်းပဲကျွန်တော်ခံစားမှာမဟုတ်ဘူးဒါကြောင့်ဒီကနေ့
ယခုဘဝမှာရောနောင်ဘဝမှာရောအကျိုးရှိစွာဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားခြင်းနဲ့ဆိုရင်ဒီကနေ့ကျွန်တော်တို့ဖခင်သခင်မြင်တွေ့နိုင်တဲ့နောက်ဖခင်ရဲ့အသင်းတော်မှာစိတ်ရောကိုယ်ပါရှင်လာစိတ်ရောကိုယ်ပါပေါဝင်လာပါခြင်းမပါခြင်းနဲ့ပါတလူနဲ့မပါတလူနဲ့ပါဒီလိုမျိုးနဲ့ဖခင်အသင်းတော်ပါလို့မရဘူးနိုင်ငံရဲ့ချာသွားတော့မယ်ဆိုတော့လင်းပေါ်တက်မှကျွန်တော်သွားလို့ရမှာအစားလက်ကြည့်ပါလင်းပေါ်တက်တော့မယ်ဆိုမင်္ဂလာလေစိတ်မှာပဲနေတယ် airport မှာတော့နေပြီးမှမသွားဘူးဆိုကိုပဲကြံနေမှာဆိုတော့ကျွန်တော်တို့ရဲ့သက်တာမှာဖခင်ရဲ့အသင်းတော်ရှင်နေမြို့နာမယ်ဟာလေလုယာဘယ်နေရာမှာရှင်နေမြို့အောင်မကြုံဒီနေ့ဖခင်ရဲ့အသင်းတော်ဒီမြန်မာနိုင်ငံမှာအများကြီးမင်္ဂလာတို့မှာလည်းအများကြီးသင်နဲ့အနည်းဆုံးနေတဲ့နေရာမှာဒါဘုရားအသင်းတော်နဲ့ရှင်နေမြို့ပါလားတမန်တရားနဲ့တွားတဲ့အသင်းတော်မှာဒါရှင်နေမြို့ပါလားတန်တရားမရှိနဲ့ကုံလုံးစိုက်ပြုတ်ပြီလားဒါကဒီကနေ့ဘုရားသခင်ကကျွန်တော်အသင်းတော်နဲ့ပတ်သက်ပြီးမှယခုဘဝနောင်ဘဝအမတန်မှကြီးမြတ်တဲ့အမှုများအတွက်ကြီးမြတ်တဲ့အကျိုးကျေးဇူးများအတွက်ဒီကနေ့ကျွန်တော်တို့သင်္ခါရတရားဖြစ်တဲ့ကျွန်တော်ရဲ့သက်တာမှာအနည်းငယ်လေးတော့ကျွန်တော်အချိန်မှာဘုရားသခင်နဲ့ပုံအောင်ပြီးဆက်ကပ်ပြီးလူရဲဆိုတော့ဘုရားသခင်ကတုံ့ပြန်ပေးတာကာလက်နဲ့ယောရှုရတဲ့ခန္ဓာပြီးဝင်ရတယ်ဘာကြောင့်ဘုရားရဲ့နောက်တော်ကိုလုံးတူလိုက်တယ်ကျန်တဲ့လူ6သိန်းမဝင်ဘူးဘာကြောင့်လိုက်ချေမလိုက်ချေတွားချေမတွားချေတိုက်ချေမတိုက်ချေအဲ့ဒါကြီးကြောင့်ခန္ဓာပြီးမဝင်ဘူးဒါကြောင့်ခရစ်တော်ကဘာပြောလဲဆိုရင်ငါနောက်သူလိုက်တော်သူဒီကိုယ့်ရဲ့လက်ဝါးကားတွေကိုထမ်းမလားကျမ်းပိုက်တစ်ပိုက်ကဘာပေါ်ပြလဲဆိုရင်တော့ငါနောက်သူလိုက်ပဲမယ်တဲ့ထွန်နှုံးကိုကင်ပြီးနောက်လှည့်တော်သူဟာတဲ့ဖျားဘာပြောငါနဲ့မထပ်တာဘူးဒါကြောင့်ဒီကနေ့ကျွန်တော်တို့ယဉ်နေမြုပ်နှံမှုဆိုတာကဖခင်ရဲ့အသင်းတော်ကဒီနေ့မြတ်ကဘာပေါ်မှာအကောင်းဆုံးသောနေရာအသင်းတော်မှာယဉ်နေမြုပ်နှံခြင်းလားအသင်းတော်မှာရှေးရလုံခြင်းကကဘာပေါ်မှာအတီးမဲဆုံးသောနေရာအခိုင်ခံ့ဆုံးသောနေရာအခုဘမ်းမှာရှေးရမှာစတုတ်ရှေးရဒီမှာကျန်တဲ့နေရာမှာရှေးရဒီထားတယ်ဘမ်းမှာကျွန်တော်ထားတယ်သိကောင်းပါတယ်အခိုက်အတန့်လေးနော်အသီးအပွင့်လဲတွေကကျွန်တော်ရတယ်ဒါပေမဲ့ဒါကမမြဲဘူးနော် bankrupt ဖြစ်သွားတယ်ရာသီဥတုတွေအကုန်လုံးဖောက်ပြန်ပြီးတော့ပြတ်သွားနိုင်တယ်ဒါပေမဲ့အသင်းတော်မှာယဉ်ညီမျိုးနာမှုကချင်းယခုဘဝနောင်ဘဝတဲ့ချင်းယခုဘဝအတွက်သာမကောနောင်ဘဝအထိကိုရာသီကသေဆောင်သွားနိုင်တာဒါကြောင့်တန်ကြီးပစ္စည်းအတန်ကြီးပူရဖြစ်စည်းနိုင်တဲ့နေရာမှာသင်တို့ရဲ့ဘန္နာကိုရှိဘူးနဲ့မဖြစ်စည်းတဲ့နေရာကဖခင်ရဲ့အသင်းတော်နော်ဟာလေလုယာဒါဖခင်သခင်ဒီကနေ့ကျွန်တော်တို့တွန်းတင်နေတာကျွန်တော်မြန်မာနိုင်ငံရဲ့ဘိုင်းအခြေအနေတွေအလုံးသိတာပဲအကျိုးဆောင်တွေလည်းအလုံးသိတာပဲကျွန်တော်ရင်းသလောက်ဘယ်လောက်အကျိုးမြတ်ရတယ်ရင်းလိုက်တာနဲ့စိတ်ကိုနေရတာပဲအမြတ်ကိုပြန်ရမလားအမြတ်ရတာထားလိုက်အရင်ကိုပြန်ရမလားအမြတ်လည်းမရအရင်လည်းမရရှုံးတော့ဒါပေမဲ့ဘုရားသခင်ကတော့မဟုတ်ဘူးရင်းနေဆိုရင်တော့ဘုရားသခင်ကဘာပြောအစာ30အစာ60အစာတည်းမကငါပြေးမှာဘုရားသခင်ဘုန်းသားရဲ့ကြီးမြတ်ခြင်းရှိပါစေယနေ့အသင်းတော်နဲ့တူတူကပူပေါင်းပါဝင်ပျော်ဆုံးသောဝိညာဉ်တရားကိုဖန်ကြည့်လိုက်ယခုဘဝမှာလည်းဘုရားငြိမ်သက်ဝမ်းမြောက်ခြင်းပေးပါလိမ့်မယ်နောက်မှာလည်းဘုရားသခင်ကဝမ်းမြောက်ခြင်းတရပူပေးပါလိမ့်မယ်ဒါကြောင့်ဒီနေ့ရှင်နိမြုနာတဲ့နေရာမှာတန်ဖိုးထားပြီးယုံကြည်ခြင်းနဲ့ဘုရားသခင်အသင်းတော်မှာယဉ်နေပါလို့ထပ်လောင်းရဲ့နော်ဘုရားကကျွန်တော်တို့တိုက်တွန်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ယဉ်တဲ့အရာတွေကနေတယ်ဘုရားသခင်နေတယ်လူတွေရှိမှမပြောပါတော့ဘူးမထင်နဲ့နော်မုတ်ဆိုးမတယောက်နှစ်ပြားလဲလှူတာကကြည့်ဘုရားသခင်အရင်ကျင့်တတ်တာနှစ်ပြားလေးနော်စေတနာနဲ့ဘုရားအတွက်ဆက်ကပ်တဲ့အရာဘုရားသခင်ကျင့်တတ်တော့
တပည့်တော်အောင်ဦးနောက်မုံငါလုံးငါးနှကောင်ဘုရားသခင်၌ဆက်ကပ်လိုက်တဲ့အခါမှာကြည့်တနတ်စာလေးပါဒါပေမဲ့လူပေါင်း2000ကျော်စားနိုင်တဲ့ခုပြကောင်းကြည့်ပြီးတာကျွမ်းကြံနဲ့အကျွမ်းကြံနေဘယ်လောက်ကြံလဲတော့12တောင်းကြံတာဒါကြောင့်ကျွန်တော်တို့ဘက်ကနဲ့ယုံကြည်ခြင်းနဲ့စေတနာနဲ့မေတ္တာနဲ့ပါဝင်ဖို့ပဲအားနဲ့အားနေပါလိမ့်မယ်နေရင်လည်းနေတော့ပါလိမ့်မတတ်နိုင်လည်းကျွန်တော်အရင်နေလည်းဖြစ်အောင်ဖြစ်ပါလိမ့်မယ်ပြုတ်ပြင်ပေးတော်သူယေရှုဖျားရှိတယ်လုံနိုင်ကိုင်နိုင်တော်သူဖျားရှိတယ်ပြေးပြင်နိုင်တဲ့ဖျားရှိတယ်ကျွန်တော်တို့တင်နာမတက်တော်သူဖြစ်အောင်ဖြစ်ပါလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ကိုမုံမှန်တွန်းတင်ပြီးမှလမ်းပြပေးတော်သူတန်ရှင်းတော်ဝိညာဉ်တော်ရှိတယ်ဒါကြောင့်အသင်းတော်မှာနော်မိမိအသက်တာကိုစကန်ရှင်ဒီမြုပ်နာဒါဆိုရင်ဒီကနေ့ဖျားသခင်အသင်းတော်အပေါ်မှာထားတဲ့ကျွန်တော်ရဲ့သဘောထားကဖျားသခင်ကျင့်နေပါလိမ့်မယ်နောက်ဆုံးတပုတ်ကျွန်တော်တို့ဆက်လက်ပြနေခဲ့ချီးမွမ်းခြင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့အသင်းတော်ကိုတိဆောက်သူများအနေနဲ့ဖျားသခင်ကဘာကတိပေးထားလဲပြီးခဲ့တဲ့နှစ်ရောက်နှစ်ကကျွန်တော်တို့အသင်းတော်မှာနောက်ကျွန်တော်တို့ဆောင်ပုံလေးထားတာရှိပါတယ်ဘာလဲဆိုတော့ဘုရားသခင်တွန့်တင်တဲ့စကားမှာငါ့ကိုချီးမြှောက်တော်သူကိုငါချီးမြှောက်မည်ငါ့ကိုချီးမြှောက်တော်သူကိုချီးမြှောက်တယ်ပြီးတော့ဘုရားသခင်ကဘာပြောသေးလဲငါ့ကိုမထီလေးစားပြုတော်သူဟာဂုံအသေးပြတ်မှာဒါကြောင့်ဘုရားသခင်အသွေးတော်အပြင်ရွေးဝယ်တဲ့အသင်းတော်ကိုတန်မိုးထားပြီးအသင်းတော်မှာအင်တအားတိုင်ပါဝင်တော်သူခရစ်တော်ကငါ့ကိုခန္ဓာလို့သူပြောတာဟုတ်ဒါကြောင့်ငါ့ကိုပြုစုတော်သူဖြစ်တယ်ငါ့ကိုတိဆောက်တော်သူဖြစ်တယ်ဒါကြောင့်အဲ့ဒီလူများကိုဘုရားကဘာပြောငါချီးမြှောက်တယ်အသင်းတော်ကိုတကယ်စစ်အာယုံထားပြီးမှငငယ်ကလေးကနဲ့စက္ကတ်တော်သူကျန်တဲ့လူတွေနဲ့မတူဘူးနော်အပြင်လောကမှာနေတဲ့ယုံကြည်သူတွေနဲ့ဘုရားကျောင်းမှာနေတဲ့အသင်းတော်မှာနေတဲ့ယုံကြည်သူတွေမတူဘူးအခုကြည့်စမွေလာဆိုတာကငငယ်ကလေးကနဲ့ဘုရားကျောင်းမှာမွေးလို့ခဲ့တာဘုရားစကားကြားခဲ့တာနော်ဘုရားအလုပ်ကိုလုပ်တာသူ့ရဲ့အသက်သူ့ရဲ့အချိန်သူ့ရဲ့ဆုကျေးဇူးသူ့ရဲ့အရာအားလုံးဘုရားတခင်နဲ့ဆက်ကလာတော့ဓမ္မဟောင်း prophet တွေထဲမှာအသက်အရှင်ဆုံးကရှမွေလာဖြစ်တာဘုရားသခင်ကောင်းချီးပေးဆုံးကလည်းဒီရှမွေလာဒါကြောင့်ဘုရားကျောင်းမှာစိုက်ပျိုးတော်သူနဲ့အပြစ်မှာစိုက်ပျိုးတော်သူရဲ့အသက်တာကမတူဘူးအချိန်တန်လိုက်မတူဘူးဘုရားကျောင်းမှာစစ်ကတဝက်ရောက်တယ်အပြစ်မှာတဝက်ရောက်ပြီဘယ်တော့မှတရားမရှိဘူးအာနနိဆော်ဖော်ရီချီဘာဖြစ်သွားလဲသူငါတို့ရဲ့ဘုရားကောင်းကြီးပေးတဲ့အရာတွေတပူကဘုရားပေးလိုက်တယ်တပူကိုသူတို့ဖတ်ထားတယ်အမှန်ကတော့ဒါလည်းဘုရားသခင်သူပေးခြင်းတော့ပေးပေါ့ဒါသူတို့စဉ်းစားရှိလိုက်မယ်ဒါပေမဲ့အဲ့ဒီခါတော့ကဘုရားသခင်နဲ့စကားထက်တာမြင်ဘုရားသခင်နဲ့ယဉ်ညီမြုပ်နှံလိုက်တဲ့အခါမှာသူတို့လည်း fight promise ပေးထားတာငါတို့အတွက်ဆုတောင်းပေးပါငါတို့မေအိတ်ဆုတောင်းပေးပါရခဲ့ရင်ယုံကြည်သူများကဲ့သို့တမန်တော်ကြီးရှိမှာငါတို့ကောင်းခြင်းမင်္ဂလာပုံမယ်ဆိုပြီးသူတို့ကတိပေးထားကျန်တဲ့ယုံကြည်သူအားလုံးကလည်းပဲရတယ်ရပြီမှာတပည့်တော်ကျွန်တော်တမန်တော်ဝတ္ထုပတ်ကြည့်လိုက်တမန်တော်ကြီးရှိမှာသူတို့ရဲ့ကောင်းခြင်းမင်္ဂလာပုံလိုက်တဲ့အခါမှာအိုးဘုရားသခင်ကအများကြီးကောင်းကြီးပေးနေတယ်ဘုရားထင်ရှားတယ်အဲ့ဒီချိန်ခါမှာအာနနိဆော်ဖော်ရီကသူတို့ဆုတောင်းတဲ့အတိုင်းသူတို့ရတယ်ရတဲ့အခါမှာသူတို့ဂတိရှိတဲ့အတိုင်းပေတရုရဲ့ရှိမှာတမန်တော်ကြီးရှိမှာပုံထားတယ်ပုံထားတဲ့အရာကိုရှင်ပေတရုကလာထားတဲ့လင်မယားကိုကြည့်တဲ့အခါမှာပထမတော့ယောက်ျားနော်သူ့ယောက်ျားလာတယ်ငါသားအားလုံးကိုလည်းထားလာဟုတ်ကဲ့ထားပါတယ်အဲ့ဒီချိန်ကမှဘုရားသခင်ကနော်ချက်ချင်းသူ့ယောက်ျားကိုပါပြောအနနီတကယ်တမ်းထားပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဘာဖြစ်လို့လှည့်စားတာလဲဘာဖြစ်လို့တန်ရှင်တော်ဝိညာဉ်တော်လှည့်စားတာလဲဆိုပြီးမှ
ဖခင်တဲ့အတောင်းတော်ခံတဲ့ပီတယုကအနနီပြောလိုက်တဲ့အခါမှာချက်ချင်းအနနီဗိမာန်တော်မှာပဲသိသွားတာဝိညာဉ်တော်ကသူ့ကိုချိန်ပေးတယ်ခွင့်ခါပေးတယ်ငါစက္ကတ်ထားတာကဒီလိုစက္ကတ်ထားတာနော်စက္ကတ်ထားတာဒါပေမဲ့ပေးလိုက်တဲ့အခါမှာကတဝက်ပေးထားတာတဝက်ကိုတော့ပေးထားတဝက်ကိုတော့ခြံထားတယ်အဲ့ဒီသူ့ယောက်ျားပေးတဲ့အရာကိုသူ့မိန်းမကမသိဘူးသူလည်းကိုတော်နဲ့လာပြီသူ့မိန်းမဗီဒီယိုကထပ်နေတာ Safari နေယောက်ျားနဲ့သဘောတူမပေးတဲ့အရာကဒီလောက်လားလို့ပြောတယ်ဟုတ်ကဲ့ပါအခုလေတရှင်တော်ဝိညာဉ်တော်ကိုနဲ့ထပ်ပြီးမှလိမ့်ရတယ်နေယောက်ျားလည်းတရှင်တော်ဝိညာဉ်တော်လှည့်ဖျားတဲ့အတွက်ကြောင့်သူ့အလောင်းထားတဲ့လူတွေတောင်မှအခုဖျားကြောင်ရှိမှပဲရှိနေသေးတယ်ဆိုပြီးမှပီတီယုပြောလိုက်တာနဲ့အဲ့ဒီအမျိုးသမီးလည်းအဲ့ဒီမှာပဲညောက်သိသွားခဲ့တာလူအားလို့အဲ့လိုပဲသိမယ်လို့ကျမ်းစာထဲမှာမပေါ်ပြဘူးဒါပေမဲ့ဒါကပုံသက်သေအနေနဲ့ဖျားသခင်နဲ့စက္ကပ်ပတ်ဝင်တဲ့အခါမှာစိတ်လုံးလုံးစက္ကပ်ဖျားသခင်နဲ့တစ္ဆာဂတိထားတယ်ဆိုရင်တစ္ဆာဂတိအတိုင်းပြုတ်အဲ့ဒါကိုဖျားသခင်ကပေါ်ပြတာတရားဟောရာကျမ်းတွေထဲမှာကြည့်လိုက်တယ်မှာဖျားသခင်နဲ့တစ္ဆာမပြုတ်ပဲနေတာတာရွယ်ကောင်းတဲ့ဟာလည်းရှိတယ်ကျွန်တော်မတတ်နိုင်တဲ့အခါမှာဖျားနဲ့ဆုတောင်းလို့မရတဲ့အခါမှာဖျားနဲ့တစ္ဆာဂတိပေး promise ပေးဖျားက promise အတိုင်းဂတိတည်မှာဖျားပေးတယ်ဒါပေမဲ့ဂတိတည်ပြီဆိုဖျားသခင်ကကျွန်တော်တို့ဂတိတည်တဲ့ဖျားကပြန်တောင်းတယ်တောင်းတဲ့အခါမှာကျွန်တော်ပြန်မပေးနိုင်ဘူးဆိုတော့ဘုရားသခင်ကတောင်းပြီပေါ့ဒါကြောင့်ဒီနေ့ဘုရားသခင်နဲ့စက္ကပ်ခြင်းဘုရားသခင်၌တကယ်မိမိအသက်တာယဉ်နေခြင်းလို့ပြောတဲ့အခါမှာရှောက်ဘုရားသခင်ဂတိမပေးနဲ့ဂတိမပေးဘဲနဲ့လည်းဘုရားကကျွန်တော်ကောင်းချီးပေးတယ်အထဲမှာဒါဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုပို့ပြီးမှခံစားခြင်းနဲ့ဆိုတော့ဂတိပေးလိုက်ဒါပေမဲ့တတိထားဘူးကဂတိပေးရင်ဂတိပေးတဲ့အတိုင်းလုံးဘာဖြစ်လို့တော့လောကရာဆိုတော့ခဏလေးအသင်းတော်ဆိုတော့ထာဝရမှာကျွန်တော်ခံစားမှာမလွယ်ဘူးနော်အဲ့ဒါကြောင့်ဘုရားကတတိပေးဒါကြောင့်ဘုရားရဲ့အသင်းတော်ကိုနင်တို့ဆန့်ကျင်လို့မရဘူးသင်းတော်ဘက်မှာတမန်တရားဘက်မှာနင်တို့နေရမှာကျွန်တော်တို့ရဲ့အတွေးခေါ်ကစအားလုံးကဘုရားအကုန်သိတာစေတနာအမှန်ဆိုရလဲဘုရားကသိတာစေတနာအမှန်နဲ့ဘုရားမှုတော်မြတ်မှာပါဝင်တော်သူများစေတနာအမှန်နဲ့အသင်းတော်ကိုချစ်တော်သူများဘုရားသခင်မချီးမြှောက်ဘဲကိုမရှိဟာလေလုယာဘုရားသခင်ကောင်းချီးမပေးဘဲကိုမရှိဒါကြောင့်ဘုရားသခင်ကပြောတာငါ့ကိုချီးမြှောက်တော်သူကိုငါချီးမြှောက်မည်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ဘုရားသခင်ချီးမြှောက်နိုင်တယ်ရှိပွားဘလောက်ပဲကြက်တေးခေခေမှုဘလောက်ပဲများပလိစေဘုရားသခင်အဲ့ဒီထေးကနေယုံမှပြတ်ပြီးချင်းမြောက်နိုင်တယ်အခုကမ္ဘာပေါ်မှာနာမည်အကြီးဆုံးဘုရားကျောင်းလည်းအကြီးဆုံးအလုံးလည်းသိမှာပါသူ့ရဲ့ပါစတာကဂျိုယ်အော့စတင်လို့ဂျိုယ်အော့စတင်လေးကငငယ်တော့မှချူချာပြီးမှကြမ်းမိုင်မကောင်းတဲ့လူတယောက်သူ့အဖေကဂျိုယ်အော့စတင်ဂျွန်အော့စတင်သူ့အဖေကတင်းတို့ဇီယာတရားဟောတယ်ဧဝံဂေလိဟောတယ်တင်းတော်တွေကိုသူတိဆောက်တယ်ငငယ်တုန်းကသူ့အနာမှာအမြဲတမ်းအဖေရဲ့တရားဟောချက်ကိုတက်ပရိုကာနဲ့တွင်ပေးတယ်လူအပ်တဲ့အရာများလို့စီစဉ်ပေးတာအဲ့လိုနဲ့ပဲသူ့အဖေနဲ့အမှုတော်လုပ်ငန်းမှာပါဝင်ရင်းနဲ့မမျှော်လင့်မဲ့နဲ့သူ့အဖေက heart attack နဲ့ဖျက်ခေါ်တော်မူခြင်းခံတော့တင်းတော်ကလည်းကြည့်ဟာဒီလိုမျိုးချိန်ကာလမှာတင်းတော်ကိုကျွန်တော်တို့ဘယ်လိုဥဆောင်မလဲလို့တိုင်ပင်တဲ့အခါမှာဟာသူ့သားလေဂျိုယ်အော့စတင်ကတင်းတော်ဆရာနေရာဝင်သွားတာမထင်မှဘူးဟာငါကအဖေရဲ့အဖို့ကိစ္စတွေပဲငါလုပ်ပေးတာတခါမှတရားမဟုတ်ဘူးတသိမခံမှုဘူးဖြစ်ပါမလားဒါပေမဲ့ဖျားသခင်၌စက္ကပ်ပြီးမှတင်းတော်ကနဲ့သူ့ကိုခွဲခတ်မှတ်သားလိုက်တဲ့အခါမှာတဆင်ဖျားကောင်းကြည့်ပြီးတာသူရဲ့ဗိမာန်တော်ကလည်းကြီးတစ်ထက်ကြီးအောင်ချက်လာတာအခုဆိုရင်သူတို့ဖျားเจ้าကြီးကလူ2000ဆန့်တဲ့နေရာဖြစ်သွားခဲ့ပြီ
ဆိုတော့လူတွေကကြည့်တဲ့အခါမှာဂျိုအော့စတင်မဖြစ်နိုင်ဘူးမလုံနိုင်ဘူးလို့ထင်ကြပါမယ်ဖခင်သခင်ကအမေရိကသားမကနော်တကဘာလုံးမှာတကယ်ကြီးမားတဲ့အသင်းတော်မှာဖခင်ပူဆောင်ပေးခဲ့တာဘာကြောင့်လဲငယ်ကလေးကနေဖခင်သခင်၌သူ့ရဲ့အချိန်သူ့ရဲ့အစွမ်းစားသူ့ရဲ့ကောင်းကြီးမင်္ဂလာကိုရှင်းပြခဲ့တာဧဝံဂေလိတရားဟောတဲ့အခါမှာသူ့အဖေကိုလိုက်တယ်ကိုငယ်ပေးတဲ့အခါမှာဖခင်เจ้า၌အမြဲတမ်းစိုက်ပျိုးပြီးသက်ရှင်တဲ့အခါမှာဖခင်သခင်အချိန်တန်လာတဲ့အခါမှာငယ်ရွယ်ပဲကဘာပေါ်မှာဖခင်သခင်တောင်းတော့ခံတဲ့ဖခင်သားဖြစ်ခဲ့တာဒါကြောင့်ဒီနေ့ဖခင်သခင်အသင်းတော်၌ဒီနေ့မွေ့လျော်တဲ့အသင်းတော်၌ဆက်ကပ်တဲ့ဒီနေ့လူငယ်မောင်မယ်တွေမိမိရဲ့အစွမ်းစာမြတ်ဖခင်သခင်နဲ့ဆက်ကပ်တရားတွေယုံကြည်ပါဒီဆက်ကပ်ခြင်းဒီစိုက်ပျိုးခြင်းတွေကတနေ့ဖခင်သခင်ချီးမြှောက်ပါလိမ့်မယ်ဒီနေ့ဖခင်သခင်အောင်းပွဲတော်မူပြုပါလိမ့်မယ်ဒီဂတိကကျွန်တော်ဂတိမဟုတ်ဘူးဖခင်ရဲ့ဂတိဖြစ်တယ်ဒါကြောင့်ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး24အပိုင်ငယ်34ထဲမှာလည်းကြည်လိုက်ရှင်းမစွာကသင်တို့အတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့ကောင်းကြီးမင်္ဂလာခံတဲ့ထာဝရအသက်ကိုယူပြီးမှခံစားကြသူတို့တွေကအော်ဟာကိုရောဘာဖြစ်လို့ဒီကောင်းကြီးမင်္ဂလာခံစားရမှာတော့နင်တို့ကောင်းကြီးခံစားရတဲ့အကြောင်းရင်းကငါအငယ်ဆုံးကိုပြုစုတော်ကြောင့်ဖြစ်တယ်ဟာကိုရောရဲ့အငယ်ဆုံးကဘယ်တော့မှငါတို့ပြုစုတော့တဲ့ငါငယ်အငယ်ဆုံးပြုစုခြင်းကတဲ့နော်အဲ့ဒီထဲမှာချက်6ချက်ဖော်ပြထားတယ်ထမင်းစားစရာမရှိတဲ့အခါမှာထမင်းပေးတယ်ရေတောက်စရာမရှိတဲ့အခါမှာရေတောက်တယ်အဝတ်အစားမရှိတဲ့အခါမှာအဝတ်အစားပေးတယ်နာနေတဲ့အခါမှာလာပြီးမှကြည်စုပေးတယ်ထောင်ထဲမှာကြားတဲ့အခါမှာတွားပြီးမှကြည်စုတယ်အဲ့ဒီအာဂန်တို့နေတဲ့အခါမှာအကောင်းဆုံးပြုစုတယ်ဒါကြောင့်ငါငယ်တို့ကဒီလိုမျိုးဖြစ်နေတဲ့အခါမှာပြုစုခြင်းကငါ့ကိုပြုစုခြင်းအတူတူပဲဟာလေလုယာဟာလေလုယာဖခင်ရဲ့အသင်းတော်မှာတင်အင်ကြီးတစ်ထည်သူတစ်ပါးပေးခြင်းနဲ့ခရစ်တော်ပေးခြင်းနဲ့အတူတူပဲအသင်းတော်မှာတင်နေရှိတစ်ခွတ်တင်းတော်ကိုတိုက်ခြင်းကခရစ်တော်ကိုတိုက်ခြင်းနဲ့အတူတူပဲလောက်ကောင်းတယ်ဆိုတော့မလောက်ခြင်းကရှောလူကဲ့သို့ခရစ်တော်နာခြင်းလားရှောလူငါ့ကိုဘာကြောင့်ပြင်စေတာလဲဒီနေ့ငါငယ်အငယ်ဆုံးသောသူကိုပြုစုတော်ငါ့ကိုပြုစုခြင်းဖြစ်တယ်ဒီနေ့ဘယ်ဟာကိုကျွန်တော်ရေးကြမှာတော့ကျွန်တော်တို့ဖြစ်ပြနေတဲ့အဖြစ်ပြများအားလုံးလူတွေမင်နာရှိမယ်မမင်နာရှိမယ်ဒါပေမဲ့ဖခင်ရဲ့ record ထဲမှာကုန်ရှိတယ်အချိန်တိုင်းရင်ကျွန်တော်တို့ဖခင်ကချီးမြှောက်အောင်ပါယခုဘဝ၌တာမှာကကောင်းကင်ဘုံရောက်တဲ့အခါမှာလေဘုရားသခင်ကကျွန်တော်ချီးမြှောက်တဲ့တရဖို့တူထားပြီးဖြစ်တယ်။ဒါကြောင့်ဒီနေ့ဘုရားသခင်ကလောကမှာခဏနေတဲ့အခါမှာရွေးချယ်ဘုရားသခင်ကပေးထားပါတယ်။အကောင်းဆုံးအရွေးချယ်တတ်တော်သူကယခုဘဝမှာရောနောက်ဘဝမှာရောချမ်းသာတော်သူများဖြစ်မယ်။အဲ့ဒါကဘာလဲဆိုရင်ဘုရားသခင်ကလူတိုင်းမြတ်တာဆော်ထားတဲ့အသင်းတော်ပဲ။အသင်းတော်ကိုတန်ဖိုးထားတယ်အသင်းတော်အပေါ်မှာသစ္စာရှိတယ်အသင်းတော်အပေါ်မှာမိမိနှလုံးမိမိအသက်တာမိမိကောင်းချီးမင်္ဂလာများယဉ်နေတော်သူမယဉ်နေတော်သူဒီနှမျိုးပဲဒီနေ့ကျွန်တော်တို့ယဉ်နေတော်သူများအသင်းတော်မှာတန်ဖိုးထားပြီးမှကျွန်တော်ဆောင်တော်သူများအချိန်တိုင်းဘုရားကချီးမြှောက်လိုက်တယ်ဘုရားပြောပြီးသားလူတွေကဂတိနှဲတယ်လို့ထင်တတ်တယ်တဲ့ဘုရားသခင်ကဂတိပြောတဲ့နေရာမှာဘယ်တော့မှမနှဲဘူးအချိန်တန်ရင်သင်တို့ကိုချီးမြှောက်တော်မူမယ့်ကြောင်းတကူးကြီးသောလက်တော်အောက်၌ကိုနှိမ့်ချပါဒါကြောင့်ဘုရားသခင်တန်ဖိုးထားတဲ့အသင်းတော်ကိုတန်ဖိုးထားပြီးမိမိကြားတဲ့နေရာကမငြင်းမတွားဘုရားသခင်မြင်တဲ့နေရာမှာအကောင်းဆုံးသောစက္ကန့်ဘယ်လိုစက္ကန့်ရမလဲကျွန်တော်တို့ရတဲ့အခွင့်အရေးလေးမှာပကံစေခြင်းပဲဖြစ်အခုကျွန်တော်အသင်းတော်မှာဆိုရင်တော့တကယ်ချီးမွမ်းတယ်တပြည့်စီလေးတွေနေမှာပကံစေတဲ့နေရာမှာတရှိရင်လုပ်တဲ့နေရာမှာချက်ပြုတဲ့နေရာမှာအားလုံးကကိုစီနောက်ပြန်နေစက္ကန့်ကြတယ်ဆိုတော့ဒီလိုမျိုးစိတ်တက်ကဘလောက်ကောင်းကြီးပေးတယ်လှူတဲ့နေရာမှာလည်းပဲထင်မော်ကြော်ကြဖို့မဟုတ်ဘူးနာမည်ကြော်ကြဖို့မဟုတ်ဘူးတပည့်တင်ဖို့လည်းမဟုတ်ဘူးဘုရားအတွက်စင်နာမေတ္တာနဲ့လှူဒန်းကြနာမည်ဖော်ပေးရမလားမဖော်ပြနဲ့ဘလောက်ကောင်းဘုရားသခင်နဲ့စင်နာမေတ္တာနဲ့မိမိရဲ့အသက်တာမိမိရဲ့ကောင်းကြီးမင်္ဂလာမိမိအဆုကျေးဇူးတည်စက္ကအနန္တောသူဘုရားရှင်သားရဲ့ကောင်းကြီးပေးပါစေ
ကိုလိုတေဩဝါဒစာကကြီးတောင်းအပိုင်ငယ်23 24မှာပါပြောဘာဖြစ်လို့ပဲဖျားအမှုတော်ဖြစ်တယ်ဆိုတာအောက်မြပြီစေတနာစိတ်နဲ့လုပ်ပါဧဇယ32အပိုင်ငယ်8ထဲမှာဘာဖြစ်လို့စေတနာနဲ့လှုပ်ဆောင်သောအရာများသာတည်မှာဒါကြောင့်ဒီနေ့နောက်ဆုံးပိတ်အနေနဲ့ချစ်တဲ့ညီကိုမောင်နှမများအသင်းတော်နဲ့ပတ်သက်ပြီးမှဒီနေ့တဝကြီးပေါ့နော်ခွန်အားယူရင်းနဲ့ပြန်လဲရဲဝေမျှချင်တာကသင်ဆန္ဒရှိမရှိသင်တော်ကိုတည်ဆောက်ပါသင်ချစ်မချစ်အသင်းတော်ကိုချစ်ပါသင်စိတ်ပါမပါကိုနေတဲ့နေရာမှာစိတ်ပါဝင်စားဆိုတာပါဝင်ပါသင်တတ်နိုင်မတတ်နိုင်အကောင်းဆုံးဖရားအတွက်အစဉ်သစ်စက္ကန့်ထားပါရစေရောက်တဲ့ကောင်းချီးပါ